တေချင်းထက်ပုံမှုဆိုးဝါးသောဇန်နဝါရီလ12ရက်6ခုမြောက်သောစာလံတင်မှ30အပြစ်လုပ်ခြင်းနှင့်မိမိတို့၏အပြစ်ကိုဝန်ခံခြင်းဟုသောအဘယ်အရာကိုဆိုလိုကြောင်းကျွန်ုပ်တို့အားလုံးသိကြသည်စာလံကျမ်းအခန်းကြီး6သည်နောင်တရခြင်းဆိုင်ရာစာလံ9ပုဒ်ထဲမှပထမဆုံးသောစာလံဖြစ်သည်ဘုရားသခင်သည်တခါတရံတွင်ကျွန်ုပ်တို့၏အပြစ်များကိုဝန်ခံရန်ကျွန်ုပ်တို့အားသတိပေးရသည်အခန်းငယ်1မှ5တွင်သူ့ကိုဆုံးမရန်ဘုရားသခင်အားဒါဝိဒ်တောင်းပန်ထားသည်ဘုရားသခင်၏ဆုံးမခြင်းသည်အပြစ်ဒဏ်ပေးခြင်းမဟုတ်ပါ၎င်းသည်ကျွန်ုပ်တို့၏ခရိယန်ဇယိုက်လက္ခဏာကိုတိဆောက်ပေသည်ဟေဘရဲစနစ်တွင်ဆုံးမခြင်းအကြောင်းပြောထားပြီးအသုံးပြုထားသောစကားလုံး၏အဓိပ္ပာယ်မှာကလေးတငယ်ကိုလေ့ကျင့်သင်ကြားပေးခြင်းဖြစ်သည်၎င်းသည်အားကစားသမားကောင်းတစ်ဦးဖြစ်ရန်တည်ယူနေသောကလေးငယ်တစ်ဦးကိုပုံဆောင်သည်ဘုရားသခင်သည်ကျွန်ုပ်တို့ကိုဆုံးမရာ၌မေတ္တာဖြင့်ဆုံးမသည်ဘုရားသခင်သည်သူ့အားပြင်းစွာအမျက်ထက်၍ဆုံးမမည်ကိုဒါဝိဒ်ကြောက်ခဲ့သည်အခန်းငယ်1သို့သောကျွန်ုပ်တို့၏ဘုရားသခင်သည်ယူနာတော်ရှင်နှင့်ကျေးဇူးတော်ရှင်ဘုရားသခင်ဖြစ်သည်တို့ရာတွင်ဤအရာကကျွန်ုပ်တို့အပြစ်ကိုရှော့ပေါ်စဉ်းစားနိုင်သည်ဟုမဆိုလိုပါဘုရားသခင်ကခွင့်လွှတ်တတ်တဲ့ဘုရားဖြစ်တယ်ဒါကြောင့်ငါလှုပ်ချင်တာကိုလုပ်နိုင်တယ်ကိုရောငါ့ကိုခွင့်လွှတ်လိမ့်မယ်ဟုကျွန်ုပ်တို့မြည်သည့်အခါမှမပြောသင့်ပါတို့ရာတွင်ဒါဝိဒ်ကအိုထာဝရဘုရားကျွန်ုပ်အပြစ်ကျူးလွန်မှုပါပြီကျွန်ုပ်သည်ညီးတွား၍ပင်ပန်းလှပါ၏ကျွန်ုပ်ကိုခွင့်လွှတ်တော်မူပါကျွန်ုပ်မှားခဲ့ပါပြီဟုပြောခဲ့သည်ဘုရားသခင်သည်မိမိထံအပြစ်ဝင်ချတောင်းပန်သူများကိုအမှန်ပင်ခွင့်လွှတ်သည်အပြစ်သည်ခရိယန်တဦးအတွက်အဆိုးဆုံးဖြစ်နိုင်ခြေရှိသောအတွေ့အကြုံဖြစ်သည်၎င်းသည်နာကျင်မှုဆင်းရဲဒုက္ခသို့မဟုတ်တေခြင်းထက်ပင်ပုံမဆိုးရွားသည်ကျွန်ုပ်တို့သည်အားနည်းပြီးတခါတရံတွင်ကြာရှုံးတတ်သည်သို့သောခွင့်လွှတ်ခြင်းအတွက်အတနာခံရန်ကျွန်ုပ်တို့၏အဖထံတိုးဝင်ရန်မြည်သည့်အခါမျှမကြောက်ပါနှင့်ဝမ်းနည်းစရာမှာကျွန်ုပ်တို့ပတ်ဝန်းကျင်တွင်ရန်သူများကကျွန်ုပ်တို့ကြာဆုံးရန်စောင့်ကြည့်နေခြင်းပင်ဖြစ်သည်ထိုသူတို့ကကျွန်ုပ်တို့အားလက်ညှိုးထိုးကာကြည့်ဒီခရိယန်တော့ကြာရှုံးသွားပြီဟုပြောချင်ကြသည်သို့သောကျွန်ုပ်တို့သည်ဘုရားသခင်ရှိတော်သို့လာရောက်ကာကိုရောဤခွင့်လွှတ်ခြင်းကိုတောင်းခံနိုင်ပြီးကိုရောသည်ကျွန်ုပ်တို့အားခွင့်လွှတ်လိမ့်မည်ဘုရားသခင်သည်ကျွန်ုပ်တို့အပေါ်ဂရုဏာတော်ကိုသွန်လောင်းလိမ့်မည်ထာဝရဘုရားကိုပတနာပြုသောသူရှိသမျှတို့သည်ကယ်တင်တော်မူခြင်းသို့ရောက်ကြလက်တံတမန်တော်ဝတ္ထုအခန်းကြီး2:21ကျွန်ုပ်တို့သည်အပြစ်ကိုဘယ်တော့မှလွယ်လွယ်တကူကူမတွေးသင့်ပါယတိခရိယံမှအပြစ်ကိုဖုံးကွယ်မထားသင့်ပါသို့သောကျွန်ုပ်တို့အဖြစ်ပြုခြင်းသောအခါဘုရားသခင်၏ဂရုဏာတော်နှင့်ကျေးဇူးတော်ကိုခိုလွန်အားကိုးနိုင်ပြီးချစ်ခင်ခြင်းနာတတ်သောအဖဘုရားထံကျွန်ုပ်တို့အဖြစ်ကိုဝန်ခံနိုင်သည်ခရိယန်အသက်တာ၏ကြီးစွာသောခွန်အားပစ္စည်းသည့်အကြောင်းအရာများထဲမှတစ်ခုမှာဘုရားသခင်သည်ခွင့်လွှတ်တတ်ပြီးအသက်တာအသစ်ပြန်လည်ဖြစ်စေခြင်းပင်ဖြစ်သည်သင်သည်မဝန်ခံရသေးသောအဖြစ်နှင့်အတူအသက်ရှင်ရှောင်လန်းနေပါသလားဘုရားသခင်၏ဆုံးမခြင်းကိုစောင့်မနေပါနှင့်။သင်၏အပြစ်ကိုဝင်ချကာကိုရော၏ခွင့်လွှတ်ခြင်းကိုတောင်းခံပါ